အားလုံးပဲမင်္ဂလာပါ Charlie Gaming Page ကနေပြန်လေကြိုဆိုလိုက်ပါတယ်ဒီလိုမျိုး i level 6ကိုဟော့ဒီလိုရှာပါဘတ်စကင်လေးနဲ့ကိုမှ Godzilla Adrian Gun စကင်လေးနဲ့ဟော့ဒီလိုဘတ်စကင်အလှလေးတွေနဲ့ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Charlie ပဲဖြစ်ပါတယ်ကဲကျွန်တော်ဒီကောင်လေးမှာကကျွန်တော်ဘာတွေပါမလဲဆိုတော့ကျွန်တော်တစ်ချက်သွားကြည့်မယ်တစ်ချက်သွားပြီးတော့မကြည့်ခင်ကျွန်တော်စီမှာ PUBG Mobile account တွေကိုရောင်းတာပဲဖြစ်ဖြစ်ဝယ်တာပဲဖြစ်ဖြစ်လဲတာပဲဖြစ်ဖြစ်ကျွန်တော်အကုန်လုံးလုပ်လို့ရပါတယ်ခင်ဗျာကဲပထမဆုံးအနေနဲ့တော့ကျွန်တော်အင်ကြီးဇက်တွေမှာဆိုရင်ကျွန်တော်တို့တော်တော်လေးဟူပါတယ်ပေါ့နော်ဒါnormal ပါတာပေါ့သူ့မှာပါထားတဲ့အင် skin လေးတွေဟိုတခြားသောမိုက်တဲ့အကားတွေတော့မပါဘူးပေါ့နော်ဒါကတော့ကျွန်တော်ပြပေးထားတဲ့အင်ကြီး skin လေးပဲဖြစ်ပါတယ်ဒါလေးကကျွန်တော်ပေါ်ဆုံးပေါ့နော်အာကစားအဝတ်ဆောင်လေးကျွန်တော်တို့ဟန်ဘတ်မှာဆိုရင်တော်တော်လေးကိုမိုက်တယ်ကျွန်တော်ဒီကောင်လေးဆိုရင်လည်းဂျိုလေးတွေပါတယ်ပေါ့နော်အလုံးကြီးအတွက်မှာဆိုရင်လည်းကျွန်တော်20ကျော်30နီးပါးလောက်ကြီးပါတယ်ဗျကျွန်တော်တို့ဘတ်စကင်မှာဆိုရင်လည်းတစ်ချက်ရှိုးလိုက်လုံးဝရှားပါဘတ်လို့ပြောလို့ရတဲ့အမဲရောင်လေးတစ်ခုပါမယ်ပြီးရင်အစီအစဉ်16တောင်ကကျွန်တော်တို့မြင်းဘတ်လေးပါမယ်တော်တော်လေးမိုက်တယ်မြင်းဘတ်လေးကတော့ကျွန်တော်တော်တော်ကြိုက်တဲ့နေမှာပါတယ်ပေါ့နော် PUBG Mobile မှာဆိုလို့ရှိရင်တော့ကဲကျွန်တော် level အခန်းကြီးတစ်ချက်သွားပြီးတော့ကြည့်မယ် level အခန်းကြီးမှာဆိုရင်တော့ DB28 ကိုကျွန်တော် level 3တင်ပေးထားတယ် VS ကို level 1တင်ပေးထားတယ် Setkan ကို level 3 Kimchi တစ်လက်ပါမယ်ဒါကကျွန်တော် level 2တင်ပေးထားတယ်ဒီကောင်လေးကတော့ကျွန်တော် level 3တင်ပေးထားတယ် User the in the draw ကလည်း level 1ပါကျွန်တော် N24 level 1ပါကျွန်တော် AWM မှာဆိုရင်တော့ကျွန်တော်တော်တော်လေးဟိုမှာမိုက်တယ်ကျွန်တော် Godzilla ပေါ့နော် Godzilla Adrian skin လေးတစ်လက်ပါမယ်တော်တော်မိုက်တယ်ရှိုးကြည့်လိုက်ညီကိုတို့ကဲကျွန်တော်တို့ Predator မှာဆိုရင်တော့ level 2ထိတင်ပေးထားတယ် Ice မှာဆိုရင်တော့ Ice ကတော့ကျွန်တော်ထုံးစံတိုင်း level 6ပါ level မှတ်ဖို့အတွက်နောက်ထပ်တစ်ဆင့်ပဲလိုပါတော့တယ်တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်ကျွန်တော်ပေးရတဲ့ဇီးလီနေ့ကလည်းကျွန်တော်တော်တော်လေးကိုတန်မယ်ကျွန်တော် gas skin တွေမှာဆိုရင်ကျွန်တော်ဒီကောင်လေးတွေပါမယ်ကျွန်တော် level တင်လို့ရမယ်ဒီကောင်လေး gas skin လေးတွေထပ်ပြီးတော့ပါအောင်မယ်ဗျာနော်ကျွန်တော်ဒီမှာ buggy မှာဆိုရင်ဒီကောင်လေးပါမယ်ဒီကောင်လေးပါမယ်ပေါ့နော်ကျွန်တော်တို့ကားကွက်တွေမှာဆိုရင်ကျွန်တော်ဒီလိုကားကွက်လေးတွေပါမယ်ပေါ့နော်အဲ့လိုကားကွက်လေးပါမယ်တကြောင်တခြားသောကားကွက်လေးတွေလည်းတော်တော်များများလေးကိုပါအောင်မယ်တော်တော်လေးကိုမိုက်တယ်ကျွန်တော် lady ချင်းမှာတစ်ချက်သွားကြည့်မယ်ဆိုရင် lady ချင်းမှာကျွန်တော်ဘာတွေပါမယ်ပေါ့နော်ကျွန်တော် lady ချင်းမှာဆိုရင်ကျွန်တော် skateboard ကျွန်တော်2ခုပါမယ်ကျွန်တော် lady မှာဆိုရင်တော့ကျွန်တော်တို့လုံးဝလှတဲ့ lady ကိုမပါဘူးပေါ့နော်ကျွန်တော်အနီရောင်တုံးလေးတုံးပါမယ်ဗျာနော်ကဲကျွန်တော်ဒီကော်လေးကတော့တော်တော်လေးကိုမိုက်တယ်တော်တော်တန်ပါမယ်ကျွန်တော် email only နဲ့ရပါမယ်ကျွန်တော်ညီကိုတွေလိုချင်တဲ့ညီကိုတွေအတွက်ဆိုရင်အလုံးဝအဆင်ပြေပါတယ်အခုမှစဆိုမယ်ဆိုရင်တော့ကျွန်တော်ဒီလိုအကောက်လေးကကျွန်တော်ဈေးတက်တန်လေးနဲ့ပဲရမှာပဲဖြစ်ပါတယ်ကဲကျွန်တော် page မှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့တေတော်ချက်ပေါက်မှာပဲဖြစ်ဖြစ်လာရောက်ဆက်သွယ်ဝယ်ယူမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးချစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်